ဂေါရမမြတ်စွာဘုရားဖြစ်တော်မူပုံအပိုင်း၈အစအဆုံးတရဏဂုံတီသူများထို့နောက်ပင်စမစတဟတွင်ဘောဓိပင်ဤအရှိအယ၌ရှိသောစိတ်ကြောင်းညောင်ပင်အဇဘာလရှိရာသို့ကြွတော်မူ၍ထိုညောင်ပင်ရင်း၌တရားတော်တို့ကိုစင်ကျင်သုံးသက်လျက်ခုနှစ်ရက်ပတ်လုံးစံနေတော်မူ၏ယင်တို့စံနေခြင်းတွင်တန်ငါအယတိရဂါဟုသောမာမတ်ဤသမီး၃ယောက်တို့သည်ဖခင်ကြီးမာနတ်စိတ်ချမ်းသာရစေရန်စစ်ကိုပေးသည့်အနေဖြင့်မြတ်စွာဘုရားအနီးသို့လာရောက်၍ပရိယေမာယာအဖျားဖျားတို့ဖြင့်ဖျားယောင်းတော်လဲကိလေသာခတ်သိမ်းငြိမ်းလေပြီးသောမြတ်စွာဘုရားမှာမူမျက်လုံးတော်ကိုမြတ်ဖွင့်ကြည့်တော်မမူဘဲဝိဝေကဒုက္ခကိုခံစားမြဲခံစားလျက်သာနေတော်မူ၏ထို့နောက်သတ္တမသတ္တဟာ၌ဘောဓိပင်ဤအရှိတောင်လျက်ရှိကြီးပင်ရင်မုစလင်သားတို့ကြွတော်မူ၍ခုနှစ်ရက်ပတ်လုံးဝိမု ക്തി ဒုက္ခကိုခံစားနေတော်မူ၏မုစလင်သား၎င်းမန်းသည်လည်းမြတ်စွာဘုရားကိုအေးအပူတို့မနှိမ့်ဆက်စေခြင်းမိမိကိုယ်ကိုခုနှစ်ခွေပတ်၍ပါးပြင်းထင်ဘုရားရှင်ကိုမိုးကာထား၏ထိုနောက်သတ္တမသတ္တဟာ၌ဘောဓိပင်ဤတောင်အရရှိလင်းလွန်းပင်ရာဇရတနာတို့ကြွတော်မူ၍လင်းလွန်းပင်ရင်၌ခုနှစ်ရက်ပတ်လုံးဝိမု ക്തി ဒုက္ခကိုခံစားနေတော်မူ၏ယင်တို့လျင်မြတ်စွာဘုရားသည်ခုနှစ်ရက်ခုနှစ်လီ49ရက်ပတ်လုံးစွန်းအာဟာရကိုပြတာတော်မူပဲဘောဓိပင်ဤအနီးတစ်ဝိုက်၌ဝိမု ക്തി ဒုက္ခကိလေသာမှလွတ်မြောက်ခြင်းချမ်းသာကိုခံစားလျက်စံနေတော်မူ၏မြတ်စွာဘုရားသည်စတ္တမစတ္တဟာ၌လင်းလွန်းပင်ရင်းဝဲစံနေတော်မူစဉ်ဥက္ကလာနယ်မှကုံရောက်လာကြသောတပုတ္တနှင့်ဗလီကကုံတဲ့ညီနောင်တို့ရောက်လာကြပြီးလင်မြတ်စွာဘုရားအားပြားစုံမုံနှင့်မုံကြွက်ချစ်တို့ကိုလူရန်ကြသဖြင့်မြတ်စွာဘုရားကအနုမောဒနာတရားဟောကြားသောအခါဘုရားနှင့်တရားတရဏဂုံနှစ်ပါးကိုယုံကြည်စည်းကပ်ကြ၏ဤကုံတဲ့ညီနောင်မှမြတ်စွာဘုရား၏ပထမဆုံးတာဝကများလည်းဖြစ်တရဏဂုံနှစ်ပါးအစအစုံတည်သူများလည်းဖြစ်ကြ၏ကုံတဲ့ညီနောင်တို့ကအမြဲကိုးကွယ်ဖို့ရာပူဇော်ပွဲတစ်ခုခုချီးမြှင့်တော်မူပါရန်ရောက်ထားကြသောအခါမြတ်စွာဘုရားကစတော်ကိုလက်ဖြင့်တတ်၍လက်တွင်ပါလာသောစတော်ဓာတ်တို့ကိုချီးမြှင့်တော်မူလိုက်၏ကုံတဲ့ညီနောင်တို့သည်ဥက္ကလာသို့ပြန်ရောက်သောအခါထိုစတော်တို့ကိုထာပနာ၍ဇီရီတည်ထားကြ၏အပိုင်းဆက်ရန်ရှိသည်ကျွန်တော် channel လေးကို subscribe နဲ့ comments လေးမှတ်ပြီး share ပေးခြင်းဖြင့်ကူညီပါနော်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပါစေနော်